ဟုတ်ပြီဒီနေ့ကျေးဇူးတော်ကြောင့်ကျွန်တော်ဝင်ငါခွင့်ရတဲ့အတွက်ကြောင့်လည်းအထူးပဲကျေးဇူးတင်တယ်နောက်ပြီးတော့ဒီကနေ့ကျွန်တော်ဝင်ငါပွင့်ရန်အတွက်ပြင်ဆင်ထားတဲ့အရာကကျွန်တော်ကိုယ်တိုင်ကပဲပြင်ဆင်တာနည်းနည်းပါဝင်တယ်လို့ကျွန်တော်လိုက်မှတွေ့တဲ့အမတာမကောင်းတဲ့အချက်လေးတစ်ခုကိုကျွန်တော်တွေ့တဲ့အတွက်ကြောင့်ခုဒီနေရာရောက်လာတဲ့လူငယ်မြတ်တို့ထပ်ဆင့်ပြီးတော့ဝင်ငါချင်တာဖြစ်ပါတယ်ပရမဆုံးအနေနဲ့တော့ကျွန်တော်ခရိယန်လူငယ်များခရိယန်လူငယ်အတွက်တူသက်စီတော့ဘဝဆိုတဲ့ကောင်းစဉ်လေးဖြစ်ပါတယ်လူတိုင်းမှာတူသက်တော့အသက်တာကိုကျွန်တော်လူချင်ကြတယ်ဘာပဲဖြစ်အရာတစ်ခုကိုဖြစ်ပေါ်လာတဲ့ခါမှာတူသက်ဖို့ကြီးပြင်းဖို့ဆိုတာဖရာအလိုတော်နဲ့ဖရာရဲ့အရှိရှင်ထဲမှာပါဝင်ပေးတာဖြစ်ပါတယ်ကလေးငယ်တယောက်ကိုမွေးဖွားလာတဲ့ခါမှာတဖြည်းဖြည်းတင်းငယ်လာတာမဟုတ်ဘဲနဲ့တဖြည်းဖြည်းတိုးတက်ပြီးမှခန္ဓာကိုယ်ကတိုးတက်ကြီးထွားလာတာဖြစ်တယ်လို့အပင်တွေကိုလည်းကျွန်တော်စိုက်တဲ့ခါမှာအင်မတန်မှတင်းငယ်တဲ့အစိကနေပေါက်ပြီးမှအပင်ကနေဟိုးအကြီးကြီးဖြစ်လာတယ်လို့ပဲကျွန်တော်ခရိယာန်ဒီအသက်တာမှာကျွန်တော်တိုးတက်ဖို့ရန်အတွက်ဖခင်သခင်အလိုတော်ရှိတယ်အာမင်ဟာလေလုယာလူငယ်များအသက်တာမှာတိုးတက်တော့ဘဝတိုးတက်တော့အသက်တာပိုင်ဆိုင်ဖို့ရန်အတွက်ဆက်လို့ရိပ်ဖျက်ဆန်ကောင်းချီးပေးပါစေဒီနေ့တော့ကျွန်တော်တရားဟောတဲ့ပုံစံနဲ့မဟောတော့ဘဲနဲ့နည်းနည်းပါတင်တန်းပုံစံနဲ့တွားချင်တယ်အာမင်ဆိုတော့ကျွန်တော်ရှိတဲ့နေရာကနေအားလုံးအတူတူပါဝင်နိုင်ဖို့ရန်အတွက်အားလုံးကိုလည်းဖိတ်ခေါ်ခြင်းနဲ့စေဥစွာကျွန်တော်ဒီရွေးချယ်ထားတဲ့ကျမ်းပိုက်ကိုအရင်ဆုံးအတူတကွဖတ်ရအောင်နော်တင်းနဲ့သုံးရှင်ယောဟန်အခန်းကြီး30အငယ်30တခိုးရီခိုးခြင်းတတ်ခြင်းဖြစ်ရှိခြင်းငါသာလာတတ်ဤငါမူကားတိုးတို့သည်တက်လွတ်ယုံမြမကအချိုးတစ်ဖြင့်အတက်နဲ့ပြည့်စုံစေခြင်းငါလာတည်းဟာလေလုယာဒါကယေရှုရဲ့နှုတ်ထွက်စကားဖြစ်တယ်ဟာလေလုယာယေရှုကပြောတယ်စာတန်ကလာတဲ့ခါမှာလူဒီအသက်တာကိုဖြစ်ရှိဖို့ရန်တော့လာတာဖြစ်တယ်တဲ့ဒါပေမဲ့ကျွန်တော်ဒီလောကကိုကြွလာတဲ့အခါမှာလူတွေကိုဖျက်ဆီးဖို့ရန်လာတာမဟုတ်ဘူးတဲ့ဟာလေလုယာလူဒီစီပိတာသူတို့စီပိတာပစ္စည်းဥစ္စာတွေကိုခိုးယူဖို့ရန်တော့လာတာမဟုတ်ဘူးလူတွေကအသက်ကိုရယုံတယ်မကပဲနဲ့ပြည့်စုံတော့အသက်တာကိုပိုင်ဆိုင်စေခြင်းငါဒီလောကကိုကြွလာတယ်တဲ့ဟာလေလုယာကျွန်တော်ယုံကြည်သူများအသက်တာမှာပြည့်စုံတော့အသက်တာပိုင်ဆိုင်ဖို့ရန်အတွက်အမတန်မှအရေးကြီးတယ်လို့ဖယားအလိုတော်လည်းရှိတယ်ဆိုတာကျွန်တော်ဒီနေရာမှာအကြောက်တိုက်ကိုသိရှိခြင်းနဲ့ဟာလေလုယာတခိုးလာတဲ့ခါမှာဘာရည်ရွယ်ချက်နဲ့တခိုးလာတယ်လဲဥမာကျွန်တော်တခိုးလာတာကြုံဖို့ပါတယ်အင်မှာတခိုးတွေလာတတ်တယ်ဆိုင်မှာတခိုးတွေလာတတ်တယ်ဖယားเจ้าမှာတခိုးတွေဝင်တတ်တယ်ကျွန်တော်ဖယားเจ้าမှာတခိုးတွေဝင်တဲ့ခါမှာဘာတွေဖြစ်တယ်လဲကျွန်တော် space တွေကိုတူးတဲ့တလားမတူးတဲ့ပဲနဲ့စီပြတာဟာဘာဖြစ်လဲယော့သွားတယ်ပျောက်သွားတယ်ဆိုတော့စာတန်ကဒီလောကမှာလာတဲ့အခါမှာမိမိရဲ့အသက်တာမှာစာတန်ကအလုတ်လုံးပြီးပါဝင်လာတဲ့အခါမှာစာတန်ကြောင့်ကျွန်တော်ရတဲ့အကျိုးဆိုတာမရှိဘဲနဲ့စာတန်ကြောင့်ကျွန်တော်ဆုံမှုတာရှိတယ်ကျွန်တော်လူငယ်မြတ်အသက်တာမှာကျွန်တော်ရွေးချယ်ဆရာလမ်းနှစ်တွယ်ရှိတယ်အဲ့ဒီလမ်းနှစ်တွယ်ကတစ်ခုကပါလေခရစ်တော်ရှောက်ခိုင်းတဲ့အလံတွားခိုင်းတဲ့အလံနောက်တလမ်းကပါလေစာတန်အလိုကျလမ်းဖြစ်တယ်ကျွန်တော်ယေရှုကပြောတယ်တခိုးကလာတဲ့ခါမှာခိုးဖို့ရန်တွက်လာတယ်တပ်ဖြတ်ဖို့ရန်တွက်လာတယ်ဖြတ်ရှိဖို့ရန်တွက်လာတယ်ဒါမဲ့ယေရှုခရစ်ကိုလည်းတူလာတဲ့ခါမှာအသက်ကိုရယူတယ်မကဘူးဟာလေလုယာဟာလေလုယာ born again ကဲတင်ချင်းရယူနဲ့မလုံလောက်သေးပဲနဲ့ကဲတင်ချင်းရပြီးတဲ့နောက်ပိုင်းမှာပြည့်စုံသောအသက်တာကိုပိုင်ဆိုင်ဖို့ရအတွက်ထပ်လောင်းပြီးတော့ဖခင်အလိုတော်ရှိတယ်အာမင်နောက်တစ်ခုကျွန်တော်ဆက်ပြီးတော့ဖတ်ရအောင်နော်အလုံးအတူတကွပြန်ဖတ်ရအောင်ဒေသနာကျမ်းအခန်းကြီး7အငယ်30တင်းနဲ့3အချင်းလူပြုံအသက်ပြိုသောအခါပျော်မွေ့လောအသက်ပြိုစဉ်ကာလတွင်စိတ်ဆွင်လန်းခြင်းရှိလောကိုအလိုရှိရာလမ်းနဲ့ကိုညံပြတ်သောလမ်းတို့လိုက်လောတို့ရာတွင်သူအမှုအလုံးစုံတို့ကိုဖယားသခင်စစ်စော၍တင့်ကိုအပြစ်ပြေးတော်မူမည်ဟုအောက်မြေလောတို့ဖြစ်၍စိတ်ညှိုးငယ်ခြင်းအကြောင်းနဲ့ကိုစင်းရဲခြင်းအကြောင်းကိုဖယ်ရှားလောအတိတ်ငယ်ခြင်းအရာနဲ့အရွယ်ပြူခြင်းအရာဒီအနတ္တဖြစ်၏ဟာလေလုယာ
ခရစ်ယာန်အသက်တာမှာလူငယ်ပဲဖြစ်လူကြီးပဲဖြစ်ဝန်ထုံဝန်ပွနဲ့တစ်ချိန်လုံးหนีပြီးမှပင်ပန်းမှုမောပန်းမှုနွမ်းနယ်ဖို့ကြံတော့ဖယားအလိုတော်မရှိဘဲနဲ့ဖယားတခင်ကလူတိုင်းကိုပျော်ပျော်ဆွန်ဆွန်နဲ့နေစေခြင်းတဲ့ဖယားဖြစ်တယ်ဟာလေလုယာအထူးတစ်ဖြင့်လူငယ်များကိုဤကျမ်းစာထဲမှာကျမ်းပိုက်ထဲမှာဖော်ပြထားပါလေဖော်ပြထားတဲ့အသက်ပြိုတော့အခါပျော်မွေ့ကြလောဟာလေလုယာပျော်ပျော်ဆွန်ဆွန်နဲ့နေတတ်ဖို့ဖယားအလိုတော်ရှိတယ်ဒါပေမဲ့ပျော်ဆွန်နေဆိုတဲ့ခါမှာကိုယ်စိတ်တလူပျော်ဖို့ပျော်မွေ့ဖို့မဟုတ်ဘဲနဲ့ဖယားတခင်ရဲ့အထဲမှာဝိညာဉ်တော်အထဲမှာကျွန်တော်ပျော်မွေ့ဖို့ကြံတော့ဖယားအလိုတော်ရှိတယ်အသက်ရှင်ပျော်ကာလတွင်ဆွန်လန်းခြင်းရှိကြလောကိုအလိုရှိရာနဲ့ကိုညံပြတ်သောလမ်းတို့လိုက်ကြလောတဲ့ဟာလေလုယာကောင်းတယ်ဖြစ်စေမကောင်းတယ်ဖြစ်စေလူတိုင်းလိုက်တဲ့လမ်းကကိုညံကအုံနောက်နဲ့ရှင်းစားပြီးမှအဲ့ဒီလမ်းကိုကျွန်တော်ဆုံးဖြတ်ပြီးမှရွေးချယ်ထားတဲ့လမ်းဖြစ်တယ်။နောက်ဖယားတခင်ကကျွန်တော်လူသားတွေကိုဖန်ဆင်းတဲ့အခါမှာoption ပေးထားပါတယ်ကျွန်တော်မှရွေးချယ်ပိုင်ခွင့်ရှိတယ်ဟာလေလုယာကျွန်တော်တို့မှ free will ဆိုတာရှိတယ်ဟာလေလုယာလွတ်လပ်ကျွန်တော်တို့ရွေးချယ်တာကိုကျွန်တော်ရွေးလို့ရတယ်စာတန်ရဲ့အလိုတော်တိုင်းကျွန်တော်အသက်ရှင်ရမလားဖယားတခင်ရဲ့အလိုတော်တိုင်းအသက်ရှင်ရမလားဆိုတာကျွန်တော်တို့လူသားတွေမှာရွေးပိုင်ခွင့်ရှိတယ်ဟာလေလုယာဆိုတော့ဒီနေရာပါပဲလုံးကိုအလူရှိတာလမ်းကိုလိုက်တဲ့ခါမှာပဲဖြစ်ကိုညာနဲ့ဆုံးဖြတ်ပြီးမှလိုက်တဲ့ခါမှာပဲဖြစ်အဲ့ဒီလမ်းကိုဖယားတကကျွန်တော်ရှောက်တဲ့လမ်းကိုကြည့်ပြီးမှအဲ့ဒီလမ်းကိုကျွန်တော်လိုက်ရှောက်တဲ့အတိုင်းကျွန်တော်တို့ကိုဖယားတကကြည့်ရှုပြီးမှကျွန်တော်တို့ကိုတရားရှိရင်မဲဆိုပြီးမှရေးထားပါတယ်ဆိုတော့ဒီလမ်းကိုမလိုက်နဲ့ဟိုလမ်းကိုမတွန်းနဲ့ဆိုပြီးမှအတင်းအရမနဲ့ဖယားတခင်ကစေခိုင်းတာမဟုတ်ပါဘူးကျွန်တော်တို့ကို choice ပေးထားတာဖြစ်တယ်ဟာလေလုယာဟာလေလုယာဥမာစေလိုက်တောင်းမယ်ဆိုရင်အဲ့ဒါလူတွေကတော့ခိုင်းချင်မှခိုင်းမယ်ဖယားကတော့မခိုင်းဘူးအတင်းလည်းမသားပါဘူးမတောက်ပါနဲ့လို့လည်းမပြောပါဘူးအဲ့ဒါကဆုံးဖြတ်ပိုင်ခွင့်ဆိုတာကျွန်တော်တို့မှရှိတယ်အာမင်အဲ့လိုတဲ့ကြောင့်ကျွန်တော်ရွေးချယ်တဲ့အခါမှာလုံးဝမမှားအောင်ဆက်ပြီးတော့နောက်မှာပါဆက်ရေးထားတယ်လဲဆိုရင်300တွင်သူအမှုအလုံးစုံတို့ကိုဖယားတခင်ရှစ်ကြော၍တင့်ကိုအပြစ်ပြေးတော်မူဟုအောက်မြည်ကြလောကိုတွားတဲ့လမ်းကိုကျွန်တော်တို့တွားလို့ရတယ်ကိုလျှောက်ချင်တဲ့လမ်းကိုလျှောက်လို့ရတယ်ဒါမဲ့ကိုလျှောက်တဲ့လမ်းကိုကျွန်တော်ပြန်စဉ်းစားကြည့်ပြန်တွေးတဲ့အခါမှာအဲ့ဒီတွားတဲ့လမ်းအတိုင်းဖယားတခင်ကျွန်တော်တို့ပြန်ပြီးရှစ်ရှင်းမယ်ပြီးတော့ပြစ်ပေးမယ်ဆိုတော့ကျွန်တော်ရေးထားပါတယ်တော့ဖြစ်ရွေးစိတ်ညှိုးညံ့ချက်အကြောင်းနဲ့ကိုစင်းရဲရချက်အကြောင်းကိုပယ်ရှားလို့ဟာလေလုယာမလူအပ်ဘဲနဲ့မိကိုပင်ပန်းအောင်မိရဲ့စိတ်နှလုံးသားကိုပင်ပန်းအောင်လဲမလုပ်နဲ့ငယ်ရွယ်တဲ့ခါမှာပျော်ရွှင်မှုဖြစ်တယ်ဟာလေလုယာဟာလေလုယာဒါမဲ့ကျွန်တော်တိထားဖို့တစ်ခုကပါလဲဆိုရင်အသက်ငယ်ချင်းအရာနဲ့အရွယ်ပြိုချင်းအရာဒီအနတ္တဖြစ်၏အနတ္တဆိုတာပါအနတ္တဆိုတာကလောကမှာအတိထာဝရဆိုတာမရှိဘူးတဲ့နှုတ်ပြုတ်ခြင်းအသက်ငယ်ခြင်းဆိုတာကထာဝရအသက်မဟုတ်ဘူးနော်တနေ့ကြာရင်ကောင်းဆုံးမှာပဲအာမင်ဟုတ်တယ်မလားကျွန်တော်ငယ်ရွယ်တဲ့ချိန်မှာအသားအရည်တွေကနှုတ်တယ်အင်မတန်မှလှတယ်ဒါပေမဲ့အသက်နည်းနည်းများလာတာနဲ့အသားအရည်တွေကနည်းနည်းပူရင်းလာတယ်ပူကြည့်ကောင်းတဲ့ချိန်လဲရှိပြီးမှတဖြည်းဖြည်းနဲ့ချက်ဆဲတဲ့အပိုင်းရှိတယ်ဆိုတော့နှုတ်ပြုတ်ခြင်းဆိုတာအရွယ်ငယ်ခြင်းဆိုတာကအနတ္တဖြစ်၏ထာဝရမဟုတ်ပါဘူးအသက်ငယ်ခြင်းဆိုတာကလည်းအဲ့ဒီလိုပါပဲဆိုလိုတာကအသက်ငယ်တဲ့အခါမှာကျွန်တော်လှုပ်ထိုက်တဲ့ဟာကိုအဲ့ဒီအချိန်မှာကျွန်တော်မလှုပ်မိဘူးဆိုရင်အချိန်ကကျွန်တော်တို့ကိုကြော်လွန်သွားမှာဖြစ်ပါတယ်အာမင်ဆိုတော့အချိန်အခါကကျွန်တော်ကိုမကြော်လွန်ခင်မှာလူအပ်တဲ့အချိန်မှာလူအပ်တဲ့အရာများလှုပ်ထိုက်တဲ့အရာများကိုကျွန်တော်လှုပ်နိုင်ဖို့အတွက်ဆက်လက်ရွေးဖျက်ဆင်ကောင်းချီးပေးပါစေဆိုတော့လူငယ်များရဲ့အသက်တာမှာတိုးတက်ဖို့ရအတွက်အထူးသဖြင့်ခရစ်ယာန်လူငယ်များရဲ့အသက်တာမှာတိုးတက်ဖို့ရအတွက်နေ့ရှင်အသက်တာမှာကျွန်တော်အလိတ်အထဒီနော်
ကျွန်တော်အမှုအရာတွေတချို့ပြောင်းလဲเสียတွေရှိမယ်လို့ကျွန်တော်ယုံကြည်တယ်အဲ့တော့တကြောင်လူငယ်များအသက်တာမှာအခုကျွန်တော်ဝင်ငှချင်တာကအချက်6ချက်ရှိတယ်အဲ့ဒီအချက်6ချက်တွေကိုကျွန်တော်အသက်တာမှာမိမိကိုယ်တိုင်ကောအဲ့ဒီလိုအလက်ထတွေရှိသလားအကျင့်တွေရှိပြီလားတကယ်လို့တာအဲ့ဒီအကျင့်တွေအလက်အထတွေကိုကျွန်တော်တို့မှာမရှိသေးဘူးမပိုက်ဆိုင်သေးဘူးဆိုရင်ကျွန်တော်ဒီနေ့အားပေးချင်ပါတယ်ပထမတစ်ချက်အနေနဲ့မနေ့ in the morning မနေ့မှာကျွန်တော်ဘာလို့ရမှာလဲဆိုရင်ဖယားတခင်အစပြုပါ hallelujah hallelujah အားလုံးသဘောတူတယ်ဆိုရင်ကျွန်တော်လက်ခုပ်တေးရအောင်နော်ကျွန်တော်နေ့တက်ကိုကျွန်တော်ကြိုဆိုတိုင်းနေ့ရက်အတက်ကိုကျွန်တော်မြင်ရတိုင်းပါဖယားတခင်အစပြုပါ hallelujah 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 ညဉ့်ညူချက်နဲ့မစပါနဲ့စိတ်ဆိုးချက်နဲ့မစပါနဲ့ဒေါသနဲ့အစမပြုပါနဲ့မိမိရဲ့အရင်ဆုံးတွေ့ရတဲ့နေ့ဟာတင်နဲ့ဖယားတခင်နဲ့အဆက်အသွယ်လုပ်ပြီးမှဖယားတခင်နဲ့အစပြုပါလို့ဆာလာနံပါတ်9အငယ်3ကျွန်တော်အားလုံးအတူတကွဖတ်ရအောင်။အိုးထာဝရဖယားနာနဲ့အခါကျွန်ုပ်စကားတန်ကိုကြားတော်မူပါ၏နာနဲ့အခါကိုယ်တော်ကိုမျက်မှောက်ပြု၍မျှော်လင့်ပါမည်။ဟာလေလုယာဆာလန်ဆရာဆာလန်ကျမ်းကိုရေးတဲ့ဆရာကဘာပြောထားတယ်လဲဘယ်လိုရေးထားတယ်လဲ။အိုးထာဝရဘုရားနာနဲ့အခါကျွန်ုပ်အတန်ကိုစကားတန်ကိုကြားတော်မူရပါ၏နာနဲ့အခါကျွန်ုပ်ကိုယ်တော်ကိုမျက်မှောက်ပြု၍မျှော်လင့်ပါ၏အရာအလုံးဘာမှမစခင်မှာကျွန်တော်ဖယားတခင်နဲ့အစပြုဖို့ရန်ဆိုပြီးတော့ကျွန်တော်ပထမချက်နေနဲ့အားပေးချင်တာဖြစ်တယ်အကျင့်ပြုပြင်ရာအတွက်ဘာနံပါတ်1မှာတော့ဆုတောင်းတူတောင်းဆုတောင်းတဲ့အခါမှာအကြာကြီးမတောင်းနိုင်သေးရင်တောင်မှ10 မိနစ်ပဲဖြစ်9 မိနစ်ပဲဖြစ်5 မိနစ်ပဲဖြစ်ဆုတောင်းပြီးမှဖယားတခင်နဲ့အချိန်ယူပါဟာလေလုယာဟာလေလုယာဒီမှာကျွန်တော်လူငယ်များကိုမေးမယ်ဆိုရင်အဲ့လိုစိတ်ကြတလားတော့မသိဘူးနော်မနဲ့အရာထအရင်ရှူတောင်းတလားစက်ကတလားဒါမှမဟုတ်ရင်ထားချင်းကိုယ့်ရဲ့ဖုန်းကိုကြိုက်ပြီးမှအဲ့ဒါကိုကြည့်တလားနော်အရင်ဆုံးကျွန်တော်မနဲ့ထားတဲ့ခါမှာပါကလို့တလဲတကယ်လို့တာပြီးခဲ့တဲ့အချိန်တွေမှာတခြားသောအရာများကိုလုပ်မိခဲ့တော့ဒီအချိန်ဒီနှစ်တိတ်ကနေစပြီးမနဲ့အရာနူးတဲ့အချိန်ကနေပထမဆုံးကျွန်တော်လုပ်တဲ့အရာကဖယားတခင်နဲ့စက်ကချင်းအသက်တာစက်ကချင်းဖြစ်စေပါအာမင်ဆုတောင်းမှာအရင်ဆုံးမိကိုဖယားလက်ထဲမှာမိရဲ့အသက်တာကိုစက်ကပါအနံပါဒုတိယအနေနဲ့ကျမ်းပိုက်တစ်ပိုက်လောက်တော့ဖတ်ပါဟာလေလုယာအတူဆုံးပဲဖြစ်အစီဆုံးပဲဖြစ်ကျမ်းစာထဲမှာအတူဆုံးကပါလေယေရှုအကပ်ဤနော်အဲ့ဒါတွေကအတူဆုံးနေဆိုတော့အဲ့ဒါနဲ့တော့မဆပါနဲ့နော်ကျမ်းပိုက်တစ်ပိုက်ပဲဖြစ်အဲ့ဒါနဲ့မိရဲ့တရက်တာကိုအစပြုပါဟာလေလုယာနံပါတ်1အငယ်1ကပါလေဆုတောင်းခြင်းနဲ့အစပြုပါဒုတိယနဲ့ကျမ်းစာဖတ်ပါနောက်ပြီးတတိယအနေနဲ့ဒီနေ့ဖယားတခင်ကိုဂုဏ်ပြုခြင်းပါတယ်ဆိုပြီးမှဆုံးဖြတ်ချက်နဲ့တရက်တာခရီးကိုအစပြုပါဟာလေလုယာဟာလေလုယာတကယ်လို့ဒီလူလောက်ခဲ့ပြီးဆိုရင်တော့အဲ့ဒီတိုင်းဆက်လက်ပြီးတော့ကျွန်တော်ကြိုးစားမှုဖြစ်ပါတယ်တကယ်လို့ဒါများကိုကျွန်တော်မလုပ်သေးဘူးဆိုရင်မနစ်ထားတာနဲ့ပထအဖေရတခင်နဲ့အစပြုပါဆာလန်9မှာရေးထားပါတယ်ဒုတိယအနေနဲ့ကျွန်တော်နေ့လေရောက်တဲ့ခါမှာဘာလို့ရမှာလဲဆိုနေ့လေကိုကျွန်တော်စိတ်ကိုစောင့်ရှောက်ပါတဲ့ဟာလေလုယာဟာလေလုယာကျမ်းစာထဲမှာကျွန်တော်အတူတူဖတ်ရအောင်နော်နှလုံးဒီအသက်ဤအချီအမြင့်ဖြစ်သောကြောင့်တင်ဤနှလုံးကိုအထူးတစ်ဖြင့်စောင့်ရှောက်လောတင်ဤစိတ်ကိုအရာအလုံးထက်ပိုပြီးစောင့်ရှောက်လောဟာလေလုယာမိရဲ့နှလုံးသားစိတ်ကအင်မတန်မှအရေးကြီးတယ်ခန္ဓာကိုယ်ကအနာယူတယ်ကတင်ပေါ်မှာလဲပြီးမှအိတ်နေတယ်ခန္ဓာကိုယ်ကတော့လဲတယ်အနာယူတယ်ဒါပေမဲ့အနာမယူတာကဘာလဲကျွန်တော်နှလုံးသားကအလုံးလုံးနေတယ်
နောက်ပြီးတော့ကျွန်တော်အုံနောက်ကအတချင်းလုံးအလုတ်လုတ်နေတယ်အဲ့နေရဲနေပဲဘာဖြစ်လဲစိတ်ဆိုးစရာများကြီးကျွန်တော်စဉ်းစားတတ်တယ်နော်တခါတလေကျတယောက်တည်းကြိတ်ပြီးမှခံစားပြီးမှစိတ်ဆိုးတဲ့ချိန်လဲရှိတတ်တယ်ဆိုတော့ကျမ်းစာထဲမှာဘယ်လိုပြောထားတယ်လဲဘယ်လိုရေးထားတယ်လဲမိမိရဲ့နှလုံးကိုတေချာအထူးပဲစောင့်ရှောက်ပါတဲ့လူကဒီနေရာမှာရှိတယ်ဒါမဲ့စိတ်ကရန်ကုန်လဲရောက်တတ်တယ်ဟိုးတောင်ပေါ်ဒီလဲရောက်နိုင်တယ်တကယ်လည်းမရောက်ဘူးတဲ့အမေရိကတောင်ရောက်နိုင်တယ်ဟုတ်တယ်မလားကျွန်တော်စိတ်ကအင်မတန်မှမြန်လဲမြန်တယ်ဟိုအဝေးဆုံးလဲကျွန်တော်ရောက်နိုင်တယ်ကျွန်တော်ဒီနှလုံးကိုအမဲတမ်းကျွန်တော်တတိထားဖို့ကဂရုစိုက်ရမယ်ဟာလေလုယာစောင့်ရှောက်ရမယ်တဲ့အာမင်ကျွန်တော်စိတ်ဆိုးစရာများဒီအထဲမှာရှိတယ်ဆိုရင်ကျွန်တော်ချစ်ချင်းမဲ့ယေရှုနာမနဲ့ဖယ်ရှားရမှာဖြစ်ပါတယ်အာမင်အဲ့ဒီနှလုံးကိုစိတ်ကိုပဲကျွန်တော်အနာပေးရမှာဖြစ်တယ်အာမင်အဲ့ကြောင့်ကျွန်တော်ရဲ့အကျင့်ကိုပြုပြင်ဖို့ရန်တော့ဒီနေရာမှာပထမချက်အနေနဲ့မကောင်းတဲ့အသွေးကိုဝင်လာရင်ချစ်ချင်းပဲဆုတောင်းပါအာမင်ကျွန်တော်မကောင်းတဲ့အသွေးအခေါ်ကြီးကျွန်တော်အုံနောက်ထဲမှာဝင်တတ်တယ်မဟုတ်လားကျွန်တော်လူသားပဲအဲ့ဒါတော့ဖြစ်ထိုက်တယ်ဖြစ်နိုင်တယ်နောက်ပြီးတော့နံပါတ်1အနေနဲ့စကားပြောရမှာမနာလိုမုန်းတီးစကားမပြောရန်တတိထားပါဟာလေလုယာအာမင်ကျွန်တော်လူသားတွေကကျွန်တော်စိတ်ကိုလည်းမထိန်းနိုင်ဘူးအုံနောက်ကိုလည်းကျွန်တော်control လုပ်လို့မရဘူးသူရခေါ်ဒီမကောင်းတာဒီပဲဝင်တဲ့ခါမှာဆက်ပြီးတော့အဲ့ဒါကိုကျွန်တော်ဆက်လက်ပြီးတွေးတယ်ဆက်လက်ပြီးတော့စဉ်းစားတဲ့ခါမှာအခြေအနေကပူဆိုးလာတယ်နောက်ပြီးတော့စကားပြောရမှာလဲမနာလူချင်းမုန်းတီးချင်းစကားများကိုမပြောပါနဲ့ဆိုလူငယ်များအသက်တာမှာအားပေးချင်တာဒုတိယအနေတတိယအနေနဲ့ပါလဲဆိုရင်ကျွန်တော်တို့ရဲ့စိတ်ကိုစောင့်ရှောက်ရမှာဖြစ်တယ်ကျွန်တော်ခန္ဓာကိုယ်တစ်ခုလုံးမှာအရေးကြီးဆုံးသောအရာကဒီနှလုံးပဲဖြစ်ပါတယ်ဟာလေလုယာဟာလေလုယာထို့ကြောင့်ကျွန်တော်နှလုံးသားကိုနှလုံးကိုကောင်းကောင်းမွန်မွန်ထိန်းသိမ်းရမယ်စောင့်ရှောက်ရမယ်တတိယအချက်အနေနဲ့နေ့လေပေါ့နော်နေ့လေကျွန်တော်အလုတ်ချိန်တော့မဟုတ်အခုလူငယ်ဒီများတဲ့အတွက်ကြောင့်ကျောင်းတက်တဲ့ချိန်မှာစာတင်ချိန်မှာတစ္ဆာရှိပါနော်လူကြီးပိုင်းဆိုရင်ကျွန်တော်လုပ်ငန်းခွင်ဝင်တဲ့ခါမှာအဲ့ဒီနေရာမှာတစ္ဆာရှိပါကျောင်းသားဖြစ်တယ်ဆိုရင်ကျောင်းသူဖြစ်တယ်ဆိုရင်အဲ့ဒီကျောင်းတက်တဲ့နေရာမှာတစ္ဆာရှိပါကိုယ့်ရဲ့လုပ်ငန်းမှာတစ္ဆာရှိဖို့အင်မတန်မှအရေးကြီးတယ်ဟာလေလုယာဟာလေလုယာဘာလို့လဲဆိုတော့ယေရှုခရစ်ကပြောတယ်နော်ယေရှုခရစ်သူဘယ်လိုဥပမာပေးထားတယ်လဲလူတယောက်ကတတိတယောက်ကသူ့မှာငယ်သားတွေရှိတယ်တဲ့သူလက်အောက်မှာသူ့ငယ်သားတွေရှိတယ်သူခရီးထွက်ခါနေမှာသူ့ငယ်သားတွေကိုစင့်ခေါ်ပြီးမှသူတို့မှာအတီးတီးတာလန်တွေအပ်ထားတယ်တာလန်တွေအပ်ထားတယ်ဆိုတော့ငွေတွေအပ်တယ်ငွေတွေကတချို့မှာ30အပ်တယ်တချို့မှာ9အပ်တယ်တချို့မှာ1ဆိုပြီးမှအပ်ကြတယ်ဇတ်သူဘာမှထားတယ်လဲဆိုကျွန်တော်ခရီးထွက်တော့မယ်အဲ့ဒါတွေကိုသူပွားစေပါမြတ်ပြစေပါဆိုပြီးမှသူတို့ကိုတာဝန်ပေးထားတယ်ဆိုတော့သူပြန်လာတဲ့ခါမှာအဲ့ဒီသူပေးထားတဲ့အရင်တွေနဲ့သူတို့ဘယ်လောက်အမြတ်ရတယ်လဲဆိုတာသိချင်တဲ့ခါမှာတရားပြီးတယောက်ခေါ်ပြီးမှသူတို့ကလည်းပြောတယ်ဒီမှာတခင်ပေးတဲ့အငွေဒါကအရင်ပေးထားတဲ့အရင်က30ဖြစ်ပြီးမှတခင်ကြီးမရှိတဲ့ကာလမှာအဲ့ဒါကိုအမြတ်တူးပွားစီတာအမြတ်ကိုနောက်တဆရတယ်ဒီမှာအတူနောက်ပြီးတော့ဒီမှာအရင်ဆိုမှပြန်ပြောတယ်ဆိုတော့တစ္ဆာစီတော်ငယ်သားတဲ့ဟာလေလုယာသူတို့တခင်ကအင်မတန်မှဝမ်းသာတယ်ဟာလေလုယာအာမင်ဆိုတော့ကျွန်တော်လူတိုင်းရဲ့အသက်တာမှာယူသားတယ်တစ္ဆာစီတယ်ဆိုတော့လူကပဲလူချင်တာမဟုတ်ဘဲနဲ့ဖယားတခင်ကလည်းအင်မတန်မှလူချင်တယ်ဟာလေလုယာနှစ်သက်တယ်အာမင်ဆိုတော့ကျွန်တော်အလုတ်လုတ်တဲ့ချိန်မှာပဲဖြစ်ဖြစ်ကျောင်းသားများကလေးများတို့ဆိုရင်စာသင်တဲ့ချိန်မှာပဲဖြစ်ဖြစ်တစ္ဆာစီပါတဲ့ကလောတေဩဝါဒစာအခန်းကြီး3အငယ်23အဲ့ဒါလည်းကျွန်တော်အတူတူဖတ်ရအောင်တင်းနေ3လူဤအမှုကိုသာဆောင်ရွက်တကယ်တော့မဟုတ်တခင်ဖယားဤအမှုတော်ကိုဆောင်ရွက်တကယ်တော့ပြုလေသမျှတို့၌စေတနာစိတ်နဲ့ပြုကြလောအာမင်အာမင်ဟာလေလုယာတချို့သောလူတွေကအလုတ်လုတ်တဲ့ခါမှာလူများအတွက်အလုတ်လုတ်တယ်လို့သူတို့ထင်တတ်တယ်ဒါပေမဲ့အဲ့ဒီလိုမဟုတ်ဘူးတဲ့
အလုံးလုံးတဲ့ခါမှာလူများအတွက် company အတွက်အတင်းတော့အတွက်အလုံးလုံးတာဖြစ်ပြီးမဲ့လေအဲ့ဒီလူမတွေးပဲနဲ့ဖယားအတွက်အလုံးလုံးတကယ်တော့ခံယူပါတဲ့အာမင်ဖယားအတွက်အလုံးလုံးတယ်လို့ကျွန်တော်မိမိကိုယ်ကိုခံယူမယ်ဆိုရင်မယိုးသားဆရာအကြောင်းလည်းမရှိဘူးသစ္စာမရှိဆရာလည်းအကြောင်းမရှိဘူးအာမင်ဟာလေလုယာအကြောင်းကျွန်တော်ပြုပြင်ရအတွက်စာတင်တဲ့ချိန်မှာပဲဖြစ်ဖြစ်အလုံးလုံးတဲ့ခါမှာပဲဖြစ်ဖြစ်ဖယားအတွက်အလုံးလုံးတကယ်တော့ခံယူပြီးမှလှုပ်ပါပြင်းရင်တခင်အတွက်လှုပ်ကိုတတိထားမှာမလှုပ်ချင်တဲ့အစိတ်ဒီပေါ်လာတဲ့အခါမှာပြင်းရချင်တဲ့စိတ်ဒီပေါ်လာတဲ့အခါမှာမိမိနှလုံးသားကိုပြန်ပြီးတော့ကိုနူးဆော်ပါအာမင်ဟာလေလုယာကျွန်တော်အလုတ်လုတ်တာငါဒီအလုတ်လုတ်တာလူမြတ်တော့လုတ်တာမဟုတ်ဘူးဖယားတော့လုတ်တာဆိုပြီးမှကျွန်တော်အဲ့လိုမျိုးစိတ်တွေမွေးထားမယ်ဆိုရင်ကျွန်တော်အားတွေတက်လာမှာဖြစ်တယ်အာမင်နံပါတ်၄အနေနဲ့လူနဲ့ဆက်ဆံရမှာချစ်ချင်းပြပါတဲ့ဆိုတော့အဲ့ဒီအတွက်ကျွန်တော်ကျမ်းပိုက်တပွဲကိုအရင်ဆုံးကျွန်တော်ဖတ်ရအောင်အားလုံးတော်တော်ကဖတ်ရအောင်ဒီနေ့တုံးတန်ကိုတန်ဖြင့်ထက်စီတကယ်တော့လူဒီအဆွေခင်ပွန်ဤမျက်နာကိုထက်စီတတ်ဤထက်စီတတ်တော့တန်ကြံခန်းကြီး20ခွန်အငယ်10ခွန်ထဲမှာရေးထားတယ်ကျွန်တော်လူသားဖြစ်တဲ့တော့ကြောင့်တယောက်တည်းကိုကျွန်တော်နေထိုင်လို့မရဘူးအာမင်အာမင်ဟာလေလုယာကျွန်တော်ဒီအခုနကျွန်တော်ပတ်သွားတဲ့တုတ်တန်ကျမ်းထဲမှာဘယ်လိုရေးထားတယ်တန်ကိုဓာကိုဓာတလက်ကျွန်တော်ရဖို့ရန်အတွက်ဘာနဲ့ထုတယ်လဲဆိုရင်တန်နဲ့ပဲထုရတယ်ဆိုတော့အဲ့ဒီတန်နဲ့ပဲကောင်းကောင်းထုပြီးမှလုပ်တဲ့ခါမှာအဲ့နောက်ဆုံးမှဘာဖြစ်တယ်လဲဆိုရင်အမတမထက်မြက်တဲ့ဓာတလက်ဖြစ်လာတယ်တန်ကိုထက်စီတယ်နောက်ပြီးလူကလူကိုပညာပေးတယ်ဟာလေလုယာဟာလေလုယာအဲ့ဒီတကြောင်ကျွန်တော်ကျောင်းတက်တဲ့ခါမှာဆရာမတွေကကျွန်တော်တို့ကိုထက်အောင်တို့ကတင်ပေးတာတွင်တင်ပေးတာဖြစ်တယ်ဆိုတော့လူဆိုတာအင်မတန်မှလူအပ်တယ်ဟာလေလုယာကိုတယောက်တည်းအသက်ရှင်နေထိုင်လို့မရဘူးလူများတခြားလူတွေရဲ့အကူအညီမလူအပ်ဘူးဆိုတာမရှိပါဘူးလူတိုင်းမှာအကူအညီလိုအပ်တယ်အာမင်ဆိုတော့လူငယ်များအသက်တာမှာအဲ့ဒီအချက်၄ချက်ကိုလူအပ်တယ်ဆိုတော့တဲ့မှာတငယ်ချင်းမိတ်ဆွေအပေါင်းအသင်းကောင်းများရှိသလားတယောက်တည်းနေတယ်ဆိုရင်တယောက်တည်းနေတာမဟုတ်ဘဲနဲ့အပေါင်းအဖော်များရှာပါဘာလို့လဲဆိုတော့လူကတခြားလူတွေကကျွန်တော်တို့ကိုပညာရစေမှာဖြစ်တယ်တခြားလူတွေကကျွန်တော်တို့ကိုပြန်လဲပြီးတော့တိုးတက်စေမှာဖြစ်တယ်အဲ့ဒီတော့ကြောင့်ဒီမှာရှင်ယောဟန်အခန်းကြီး73အငယ်34မှာတင်တို့ဒီအချင်းချင်းတယောက်ကိုတယောက်ချစ်ကြလောငါဒီတင်တို့ကိုချစ်တဲ့နီးသူအချင်းချင်းချစ်ကြလောဟုပညတ်တစ်ကိုငါပေး၏အဲ့ဒါကယေရှုရဲ့အနှုတ်ထွက်စကားဖြစ်တယ်ဟာလေလုယာဟာလေလုယာတမဟောင်းမှာမောရှိကပညတ်တော်ကိုပေးထားတယ်10ပါးပညတ်တော်10ပါးပေးထားတယ်ဒါပေမဲ့ဓမ္မတစ်ထဲမှာခရစ်တော်ကငါပေးထားတဲ့ပညတ်ကဘာလဲဆိုရင်တင်တို့အချင်းချင်းတယောက်နဲ့တယောက်ချစ်ကြပါတဲ့ဟာလေလုယာတယောက်နဲ့တယောက်ပြည်လည်အောင်နေထိုင်ပါဟာလေလုယာအဲ့ဒါကြောင့်တနေ့လူတယောက်ကိုအ ਨੇ ဆုံးကိုညီရမှာဖြစ်တယ်ချစ်ချင်းမေတ္တာကိုကျွန်တော်ပြသရမှာဖြစ်တယ်ဟာလေလုယာဟာလေလုယာဆိုတော့ကျွန်တော်ချစ်ချင်းမေတ္တာပြရမယ်ဒုတိယအနေနဲ့စိတ်ဆိုးရင်ချစ်ချင်းမတုံးပြန်ပြဆုတောင်းပါနံပါတ်1ကိုကျွန်တော်နေအတေးစိတ်ပြန်ကြည့်ရအောင်နော်အဲ့ဒီနံပါတ်1မှာတနေ့လူတယောက်ကိုကိုညီပါလူတယောက်ကိုကိုညီမယ်ဆိုတဲ့ကွာချစ်ချင်းဆိုတဲ့ခါမှာနှုတ်အဖြစ်လူတယောက်ကိုချစ်တာမဟုတ်ပဲနဲ့ယာကုပ်ယောဟန်ထဲမှာလည်းရေးထားတယ်နောက်ပြီးတော့တိယော3:38မှာချစ်သားတို့ငါဒီစကားပြောကမြတ်အားဖြင့်တာမချစ်ပဲစိတ်ပါကိုရောက်ဧကအမှန်ချစ်ကြကုန်အံ့ဟာလေလုယာလူတယောက်ကိုချစ်တယ်ဆိုတဲ့ခါမှာနှုတ်အားဖြင့်တင့်ကိုငါချစ်တယ်
တင်းကိုငါသဘောကျတယ်တင်းကိုငါတနာတယ်ဆိုပြီးမှနှုတ်အဖြစ်ပြောတာကအင်မတန်မှကောင်းတယ်ဒါပေမဲ့အဲ့ဒါကပို့ပြီးတော့အဲ့ဒါထက်ပို့ပြီးတော့အရေးကြီးဆုံးအရာတစ်ခုရှိသေးတယ်နှုတ်အဖြစ်ချစ်တာမဟုတ်ဘဲနဲ့နှုတ်အဖြစ်တနာတာမဟုတ်ဘဲနဲ့လက်တွေ့ကြကျွန်တော်အကူအညီပေးချက်အဖြစ်ကျွန်တော်လူတွေကိုတယောက်နဲ့တယောက်ကိုညင်ရမှာဖြစ်တယ်ဟာလေလုယာဟာလေလုယာဒုတိယအနေနဲ့စိတ်ဆိုးရင်လည်းချစ်ချင်းမတုံးပြန်မဲ့ဆုတောင်းပေးပါကျွန်တော်လူငယ်တွေဆိုရင်တစ်ခါတလေကျရင်စိတ်ဆက်တယ်နော်စိတ်တူတတ်တယ်လူကြီးဟောလူငယ်ဟောအားလုံးကစိတ်တူတတ်တာမှန်ပေမဲ့လူငယ်တွေကခန္ဓာရည်ကပူနေတယ်လို့တစ်ခါကျရင်ခံစားတယ်ဆိုတော့ဒီညလူငယ်များအတွက်ဘာပြောစင်တယ်လဲဆိုရင်ရှင်ယာကုပ်ခန်းကြီးတဲ့အငယ်19မှာဘယ်လိုရေးထားတယ်တုတ်ဖြစ်၍ငါချစ်တော်ညီကိုတို့ခတ်တင်တော်သူတို့ဒီနာကြခြင်းငါလင်းမြင်စီကြစေစကားပြောခြင်းငါ၎င်းအမျက်ထွက်ခြင်းငါ၎င်းနေကြစေဟာလေလုယာနားထောင်တဲ့ခါမှာတော့ကျွန်တော်မြန်ခတ်မြန်မဲ့နားထောင်ရမယ်နားလေတက်ရမယ်ဒါပေမဲ့စိတ်ဆိုးပြီးမှဒေါသထွက်ပြီးမှပြောထွက်ဖို့ကြံလို့အဲ့ဒါတော့ကျွန်တော်နေနိုင်တယ်မြတ်နေတာအကောင်းဆုံးလေဟာလေလုယာအာမင်ဆိုတော့လူငယ်များအသက်တာမှာနံပါတ်၄အချက်ကပါလဲကျွန်တော်လူသားဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်လူအပ်တာကတခြားကိုအကူအညီပေးမယ်အထောက်အကူပေးမယ်လူသားများကိုလည်းကျွန်တော်လူအပ်တယ်ဆိုတာဒါစတုထအချက်နေနဲ့ကျွန်တော်ဝင်ငါချင်တာဖြစ်တယ်အချက်၅မှာကြတော့ပါလဲညညီကိုရောက်တဲ့ခါမှာကျွန်တော်ဘာလို့ရမှာလဲညညီဆောင်ရောက်တဲ့ခါမှာကိုစစ်ဆေးပါတဲ့ဟာလေလုယာဟာလေလုယာကျွန်တော်ကိုရင်တူဩဝါဒဒုတိယစာဆောင်အခန်းကြီး73အငယ်9အားလုံးကတူတကွာဖတ်ရအောင်ခဏလေးနော်ခဏလေးဟုတ်ပြီ1နဲ့3တင်တို့ဒီယုံကြည်ချက်၌တည်တယ်လို့မတည်လို့ဟုကိုစစ်ကြောကြလို့ကိုစုံစမ်းကြလို့အစစ်မခံနိုင်တော့သူမှန်လျင်ယေရှုခရစ်ဒီတင်တော်၌တည်တော်မူသည်ဟုကိုအကြောင်းကိုမတိကြလို့အာမင်ဟာလေလုယာဆိုတော့နေ့တိုင်းမှာကျွန်တော်တို့မိကိုစမ်းစစ်ဖို့ရအတွက်ဖြစ်တယ်ဆိုတော့အခုဒီပထမချက်မှာဖယားသခင်နဲ့မနဲ့စောရိဖယားသခင်နဲ့စပြုတ်ပါနေ့လယ်မှာကျွန်တော်အလုပ်ငန်းခွင်မှာရောက်နေတဲ့ခါမှာအလုပ်ကကျူစားသလားမကျူစားဘူးလားကျွန်တော်လူကိုလိုအပ်ဖို့တခြားလူသားများကိုလိုအပ်တယ်အဒါရီကိုကျွန်တော်တန်ကျက်တာကိုပြီးမြောက်ပြီးညနေကျွန်တော်ရောက်တဲ့ခါမှာမိကိုအလုပ်ကနေနားယူပြီးကျောင်းကနေကျောင်းဆက်ပြီးအိမ်ရောက်ပြီးအနားယူပြီးဆိုတာနဲ့ကျွန်တော်မိကိုပြန်လဲပြီးတော့စမ်းစစ်ဖို့ရအတွက်ဖြစ်တယ်ဟာလေလုယာအဲ့တရစ်တာတနေ့တာတွာလာလှုပ်ရှားတဲ့နေရာမှာကျွန်တော်အပြုအမူကိုဖယားရှိလူရှိမှာမှန်တလားမှားတလားဆိုတာမိကိုပြန်လဲပြီးတော့စစ်ဆေးဖို့ရဖြစ်ပါတယ်မိကိုပြန်လဲစစ်ဆေးတဲ့ခါမှာပထမချက်နဲ့ဒီနေ့ဖယားကိုဂုဏ်ပြုခဲ့သလားအပြောအဆိုအမူအရာအဲ့ဒီအကုန်လုံးကကျွန်တော်ဖြစ်ခြင်းကအဲ့ဒီတရက်တာအတွက်ဖယားသခင်ကိုဂုဏ်ပြုသလားဖယားသခင်ဘုန်းတော်ထင်ရှားစေသလားဆိုပြီးမှမိကိုပြန်လဲပြီးတော့စမ်းစစ်ဖို့ရန်ဖြစ်တယ်ဟာလေလုယာနောက်ပြီးတော့ဒုတိယချက်အနေနဲ့လူတယောက်ကိုထိခိုက်စေခဲ့သလားအဲ့ဒီတရက်တာအတွင်းမှာအပြောအဆိုအလုတ်အကိုင်အမူအရာကစမိအပြောအဆိုစကားအဖြစ်တော်လို့နှုတ်အဖြစ်တော်လို့အမူအရာအဖြစ်တော်လို့တူတယောက်ကိုစိတ်အနှောက်အယှက်ဖြစ်စေအောင်တယောက်ကိုစိတ်အနာအောင်ထိခိုက်အောင်လုပ်ခဲ့သလားဆိုပြီးတရက်တာကိုကျွန်တော်ပြန်ပြီးမိကိုပြန်လဲပြီးတော့အတုံတတ်မယ်နောက်ပြီးတော့မနဲ့ပြန်ကိုပါပြုတ်ပြင်ခြင်းတလဲကိုဒီတရက်တာအတွက်မိကိုပြန်လဲပြီးတော့စမ်းစစ်ပြီးတဲ့နောက်ပိုင်းတော့ငါဒီလူလုတ်ခဲ့တယ်ဒီနေ့ဖယားသခင်ဘုန်းတော်ကိုထင်ရှားစေတယ်ဖယားသခင်ဘုန်းတော်ကိုမထင်ရှားစေဘူးဒီနေ့ကျွန်တော်အမူအရာပြန်လူတွေကိုစိတ်နာစီခဲ့တယ်ဆိုတော့မနဲ့ပြန်ကျွန်တော်ဘယ်လိုလုပ်ရင်ကောင်းပါလဲဆိုပြီးညမှာကျွန်တော်ပြန်လဲပြီးတော့စဉ်းစားဖို့ကျွန်တော်ကိုပြန်လဲပြီးတော့တုံ့တက်ဖို့ဖြစ်တယ်အာမင်နောက်ဆုံးအနေနဲ့ဒီနေရာမှာညကျွန်တော်အိပ်ပြီးမှဖြစ်တဲ့ခါမှာအနံပြီးမှအနာယူပါတဲ့အနာယူပါနှုတ်ပတ်တော်ကခုနကျွန်တော်ဖတ်သွားတယ်
ဆာလခန်းကြီးလေးအငယ်ရှစ်ကျွန်တော်တစ်ခါပြန်ဖတ်ရအောင်ငင်ဝတ်စွာအဲ့ရွယ်ပျော်ပါမည်အကြောင်းမူကားကျွန်ုပ်ဒီလုံခြုံစွာနေရတော့အခွင့်ကိုကိုတော်အရှင်ထာဝရတာလင်အခွင့်ပေးတော်မူ၏အာမင်ကျွန်တော်ညအနာယူပြီးအဲ့အနာယူတော့တယ်မဲဆိုရင်ကျွန်တော်ကျေးဇူးတော်ကိုပြန်လဲပြီးတော့ချီးမွမ်းရမှာဖြစ်တယ်ညအိယာဝန်တချို့လူတွေကညအိယာခွန်နေမှာအဲ့အိယာဝန်နဲ့ခါမှာစုမတောင်းပဲနဲ့ကျေးဇူးတော်မချီးဝဲမဲ့တဲ့ဒီတိုင်းအိတ်တဲ့လူတချို့ရှိတယ်ဖုန်းကိုကြရင်ဖုန်းကြည့်ရင်နဲ့နောက်ဆုံးမှာအိတ်ပျော်သွားတဲ့လူတွေရှိတယ်စုမတောင်းဘူးနော်ကျေးဇူးတော်လည်းမချီးမွမ်းဘူးတညတာကာလတော့လည်းမိမိအသက်တာကိုဖျက်လက်ထဲမှာစက်ကတအနန္တာမရှိဘဲနဲ့ဒီတိုင်းအိပ်ပျော်သွားတဲ့လူတချို့ရှိတယ်ဆိုတော့ကျွန်တော်ညအိပ်တဲ့ချိန်မှာလည်းနံပါတ်1မှာကျေးဇူးတင်ရမယ်ဟာလေလုယာကျေးဇူးတော်ကိုကျွန်တော်ချီးမွမ်းရမှာဖြစ်တယ်ဘာလို့လဲဆိုတော့တရက်တာမှာကျွန်တော်အဆိုးပဲဖြစ်အကောင်းပဲဖြစ်နိုင်တဲ့အထက်ကဖယားတခင်ကွယ်ကာစောင့်ရှောက်ပြီးမှမကောင်းတဲ့အရာကနေဖယားတခင်ကကျွန်တော်တို့ကွယ်ကာတာဖြစ်တဲ့တော့ကျေးဇူးတော်ကိုချီးမွမ်းတဲ့အာမင်ဆိုတော့ဒီနေရာမှာကျေးဇူးတင်ဆုတောင်းမှာတုတ်တန်ကြခန်းကြီး3အငယ်23 24မှာရေးထားတယ်တင်ဒီခရီးတွားရ၌ဘေးမရှိခြေမတိုက်မိပဲတွားလိမ့်မည်အဲ့တော့အခါကြောက်စရာမရှိရကောင်းမွန်စွာအိပ်ပျော်ရလိမ့်မည်ဟာလေလုယာဒီတော့အခုကျွန်တော်ဒီနေ့ဆွေးနွေးတာကဝင်ငါတာကလူငယ်တယောက်ရဲ့အသက်တာမှာတိုးတက်ဖို့ရန်အတွက်အထူးသဖြင့်ခရိယန်လူငယ်တယောက်အသက်တာမှာတိုးတက်ဖို့ရန်အတွက်တရက်တာကာလကိုကျွန်တော်ဘယ်လိုအစပြုပြီးမှအဲ့ဒီတရက်တာမှာကျွန်တော်ပါတီလုပ်ခဲ့ပြီးမှကျွန်တော်အဲ့အနာယူတဲ့ခါမှာဖယားတခင်ကိုကျွန်တော်ပြန်ပြီးတော့အောက်မေ့သလားဖယားတခင်ပြန်ပြီးတော့တရိရသလားဆိုတဲ့ဟာကိုကျွန်တော်ဒီနေ့တော့ကျွန်တော်ဝင်ငါတာဖြစ်တယ်တကယ်လို့အဲ့ဒါကိုကျွန်တော်လူငယ်များအသက်တာမှာမရှိသေးဘူးဆိုရင်ဒီနေ့ကပြီကျွန်တော်ကြိုးစားရအောင်ဟာလေလုယာနမတ်မှာစိုးရင်မှုအလုံးကိုဖယားလက်ထဲအနံ့ရမယ်အာမင်ကျွန်တော်တရက်တာမှာကျွန်တော်ကြုံတွေ့ရတဲ့အရာတွေကတခါခါလေးကျင်းတယ်ပျော်ရွှင်စရာရှိတယ်လို့ခါတီးတဲ့အချိန်လည်းရှိမယ်ဒါပေမဲ့ဘာပဲကြုံဘလူပဲဖြစ်နောက်ဆုံးကျွန်တော်အဲ့အနာယူတော့မယ်ဆိုစိတ်နာနဲ့စိတ်ဆိုးနဲ့ကျွန်တော်အဲ့အနာယူဖို့မဟုတ်ပဲနဲ့ကျွန်တော်စိုးရင်မှုအရာအလုံးကိုဖယားသခင်လက်ထဲမှာအနာရမှာဖြစ်တယ်အာမင်ပေတရုဩဝါဒစာအခန်းကြီး9အငယ်9ကိုနောက်ဆုံးအတွက်ကျွန်တော်အားလုံးအတူတကွဖတ်ရအောင်တင်တို့ကိုတတိနဲ့ကြည့်ရှုတော်မူသောကြောင့်တင်တို့၌စိုးရင်ခြင်းအမှုရှိသမျှတို့ကိုတော်၌အနာကြလောလက်ခုပ်တီးပြီးမှဖျားရှင်ကိုချီးမွမ်းရအောင်ဟာလေလုယာကျွန်တော်ဖယားတခင်နဲ့ကျွန်တော်တရက်တာခရီးကိုအစပြုတဲ့ခါမှာအဲ့ဒီတနေ့ကုန်တော့ကျွန်တော်အစီအကုန်လုံးကိုချောမောမယ်ကောင်းမွန်မယ်ဆိုတာလေအာမခံချက်တော့တရားရှိတာမဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်အဲ့ဒီလူဖယားနဲ့အစပြုမှစိတ်ကရတာနဲ့စုတောင်းရတာနဲ့ကိုမမြော်လင့်တဲ့အရာတွေဖြစ်တဲ့ခါမှာစိတ်စိုးရင်ဆဲတာဖြစ်ပေါ်လာတဲ့ခါမှာနောက်ဆုံးမှာကျွန်တော်ကျေးဇူးတော်ကိုချီးမွမ်းရတဲ့နောက်ဆုံးမှာပါလေကျွန်တော်စိုးရင်ရတဲ့အရာအားလုံးအရာမှန်တမျှကိုဖယားရဲ့လက်ထဲမှာအနံ့ပြီးမှညကိုအိတ်ဆက်အနာယူရမှာဖြစ်တယ်အာမင်ဟာလေလုယာကျွန်တော်လူငယ်ဒီအသက်တာမှာနေ့အဲ့ဒါကိုကျွန်တော်အကျင့်တစ်ခုလို့ကျွန်တော်လုပ်သွားမယ်ဆိုရင်မိရဲ့အသက်တာမှာတိုးတက်မှုကိုကျွန်တော်မြင်တွေ့လာမှာဖြစ်တယ်အာမင်အာမင်ဟာလေလုယာကျွန်တော်ဒီလူငယ်များအတွက်တရက်တာခရီးကျွန်တော်ရှောက်ရမယ်တရက်တာခရီးမှာကျွန်တော်ဖယားတခင်နဲ့စာပြရမယ်ဒါပြီးတော့နေ့လယ်မှာကျွန်တော်လုပ်ငန်းမှာလည်းကျွန်တော်ယူသားရမယ်တိစာကြီးရမယ်နောက်ဆုံးမှာခြေကျိုးတော်ချီးမွမ်းမိမှာကိုစိုးရင်တဲ့အရာမှတပြက်ကိုဖယားလက်ထဲမှာကျွန်တော်အနံ့ရမှာဖြစ်ပါတယ်ဒီလောက်နဲ့ပဲကျွန်တော်အားလုံးကိုအားပေးခြင်းနဲ့တိုက်တွန်းခြင်းနဲ့ဝင်ငါခြင်းနဲ့အားလုံးတွေဖျက်ဆင်ကောင်းချီးပေးပါစေဟာလေလုယာဟုတ်ပြီကျွန်တော်ရှိတဲ့နေရာဒီမှာ